ကိုကြီးရတဲ့သူကိုရွေးမလားကဘာကြီးကိုကစ်တင်မလားကဲဒီမေကုန်းကဖြေဖို့ခတ်တယ်ဆိုပေမဲ့ကွန်ဆော့ယူဆိုတဲ့ကောင်မလေးကဒီအချိန်လေးကိုမမျှော်လင့်ပဲရောက်ခဲ့ပါတယ်ကွန်ဆော့ယူဆိုတာကဘီလိန်လို့သတ်မှတ်လို့ရတဲ့ဇီယာရဲ့လက်အောက်မှာလျှံနဲ့အတူပညာတွေသင်ကြားခဲ့တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ငှက်တွေလေတွေတောအုပ်တွေကြားမှာကြီးပြင်းလာတာမို့နေရှား separate တွေရဲ့ blessing ရတာတဲ့သူတို့မျိုးပါပဲဇီယာကတနည်းကြရင်အမောင်သခင်ပေါ်ပေါက်လာပြီးအကုန်လုံးကိုဖျက်ဆီးပစ်မယ်လို့ဟောကိန်းထုတ်ထားခဲ့တာမို့လို့ကွန်ဆော့ယူလေးရဲ့အိမ်မက်ကလည်းအမောင်သခင်ကိုတားဆီးဖို့ပဲဖြစ်ခဲ့ပါတယ်ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါကွန်ဆော့ယူကသူမရဲ့ခီးကိုစတင်နေရင်းနဲ့ရှမ်းယူနဲ့တွေ့ခဲ့ပါတယ်ရှမ်းယူကလူတွေကိုကာကွယ်ခြင်းပြီးတန်မာရင်းရင်းနဲ့သူဖြစ်တာမို့လို့သူတို့အတူတူခီးတွေထွက်လာရင်းနဲ့ချစ်သူတွေဖြစ်သွားကြပါတယ်ဒီလိုနဲ့တရက်မှာတော့လျှံရဲ့ပုံရိပ်ကသူမကိုစကားတခွန်းလာပြောခဲ့ပါတယ်ဒါကတော့အမောင်သခင်ဖြစ်လာမဲ့သူကရှမ်းယူကိုယ်တိုင်ပဲဖြစ်နေခဲ့ပါတယ်ဒီချိန်မှာပဲကွန်ဆော့ယူအနေနဲ့သူမကိုလုံးဝပြန်တိုက်ခိုက်မှာမဟုတ်တဲ့ရှမ်းယူကိုတတ်မလားဒါမှမဟုတ်အမောင်သခင်ကိုအရာအလုံးဖျက်ဆီးစီမလားဒါကိုရွေးချယ်ရပါတော့မယ်ဘာတွေဆက်ပြတ်သွားမလဲဆိုတာကတော့အောနာကိုကင်ဝေါ်တွေကစွန့်စားကန်းနေတဲ့မှာကျွန်တော်တို့အတူတူဆက်ပြီးတော့ကြည့်လိုက်အောင်ဟုတ်ပြီဒီဇလန်တွေကကွန်ဆော့ယူကိုကျွန်တော်တို့အောနာကိုကင်ဂိမ်းထဲမှာ Family Hero တယောက်အနေနဲ့စော်ကစားလို့ရနေပြီပဲဖြစ်ပါတယ်ကဲကျွန်တော်ကတော့ဆန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်